username ကိုပေးထားတဲ့နံပါတ်ထည့်ပါမယ် password ပါထည့်ပါမယ်ပြီးရင် SIP domain နေရာမှာ server IP ထည့်ပြီးတော့ sign ကိုနှိပ်ပါမယ် sign ဝင်သွားပြီးလို့ရှိရင်ဖုန်းစာခေါ်လို့ရပါပြီတကယ်လို့ account က online ဖြစ်ဖြစ်တည်နေလို့ရှိရင်အောက်ဘက်ညာဘက်ဆုံးမှာ setting ကိုနှိပ်ပါမယ် setting ထဲမှာ online လို့ပြပါလိမ့်မယ်ဒီချိန်မှာဖုန်းစာခေါ်လို့ရပါပြီတကယ်လို့ software ကို back နဲ့ပြန်ထည့်မှဆိုလို့ရှိရင်သူက background run အောင်လို့မေးပါလိမ့်မယ်အဲ့တိုင်း allow ကိုနှိပ်ပေးလိုက်ပါအဲ့ဒါ application က background မှာ ဆက်လက် run ပြီးတော့ဖုန်းခေါ်လို့ရှိရင်ဖုန်းဝင်ကင်လို့ရပါမယ်